ကဲကျွန်တော်တို့မနေ့ကကလင်းဂိုက်တင်လိုက်တယ်အဲ့တင်လိုက်တဲ့ view နောက်ဆုံးပြီးကန်ဒီမှာပေါ့နော်ကျွန်တော်ဘယ် hero လောက်စီတင်ရမလဲဆိုတော့ကျွန်တော်ကပြောလိုက်တယ်ပေါ့နော်ကဲဒါရောကန်ဒီလေးတဲ့လုံးဝရတော့မှာပေါ့ဟေးအားချောက်ပြီးသွားကဲစိုက်လိုက်ကြဆိုကောင်းကြီးတို့ Love 14, You used to say you in love, I used to say sit back, picking that shit from the heart. Now look where the fuck are we at? Girl, you got me just going up bad. Love scars of you. Okay ကျွန်တော်တို့ဓာတ်ရောပတ်ဆက်ရတဲ့အရေးစားပြောမယ်ဓာတ်ရောရဲ့ပတ်ဆက်က2ခုရှိရယ်ပထမတစ်ခုကဓာတ်ရောဗစီတက်2ချက်စားအားလိုက်ရင်အဲ့လိုမျိုးလှဲ့တယ်ပေါ့နော်ဒုတိယတစ်ခုကဓာတ်ရောရဲ့ခေါင်းပေါ်ကအမတ်လေးတွေ့လားအဲ့အမတ်လေးကသူ့ရဲ့ပတ်ဆက်ပဲအဲ့အမတ်လေးအလဲပြေသွားရင်ပတ်ဆက်ရအဲ့လိုမျိုးပွင့်နေပေါ့နော်အဲ့ပတ်ဆက်ပွင့်သွားရင်ဘာဖြစ်လဲဆိုတော့စကေးဝါစကေးတို့ကဂျန်လိုင်းလေးဖြစ်သွားတယ်ဒီမှာကြည့်ပတ်ဆက်ပါရဲ့စကေးဝါပတ်ဆက်ပါရဲ့စကေးတူပေါ့နော်အဲ့ပတ်စစ်တွေကဘယ်လိုလုပ်လဲဆိုကျွန်တော်ပြီးပြကြရပြောပြမယ်ကျွန်တော်တို့ပတ်စစ်မပါတဲ့စကေး1ကိုအရေးစပြောမယ်ပတ်စစ်မပါတဲ့စကေး1ကတုံးလိုက်ထုံးပေါ့နော်အဲ့လိုမျိုးတုံးလိုက်တဲ့အခြေတွင်းမှာအဲ့လိုမျိုးထိသွားတယ် enemy က slow fat ကိုခဏတာခါစားရမှာပဲဖြစ်ပါတယ်နော်ဒီမှာပေါ့ slow fat ကိုခဏတာခါစားရမှာပေါ့နော်ပတ်စစ်မပါတဲ့စကေး2ပတ်စစ်မပါတဲ့စကေး2ကတော့ enemy ကိုထိသွားရင်ဘုံပေါ့နော် enemy ကတစ်ချက်မူးသွားမယ်မူးရင်ဒီဘုံလက်နဲ့ပြေးဝင်မယ်အဲ့ပါပဲကဲအဲ့ဒီမဲ့ဒီတော့အဲ့ဒီမဲ့ရတယ်မို့စတုံးဆိုပြီးအဲ့လိုမျိုးထိုးထားပါအဲ့ပါပဲကဲကျွန်တော်ပတ်စစ်ပါစကေး1စကေး2ကိုတော့ပြပြကြမယ်ပတ်စစ်ပါစကေး1ကတော့ကျွန်တော်တို့ပတ်စစ်မပါစကေး1ထပ်ပို့ပြီးတော့ရှည်ရပေါ့နော်ဒီမှာတုံးလိုက်ရင်အဲ့ဒီဟာကိုတုံးလိုက်ရင် enemy က slow fat အကိတ်ကြီးကိုခံစားရမှာပဲဖြစ်ပါတယ်ဟောပေါ့နော်ပတ်စစ်မပါစကေး1ထပ် slow fat ကပိုကြာရပေါ့နော်နောက်ပြီး damage လည်းပုံများပါတယ်ကဲကျွန်တော်တို့ပတ်စစ်မပါစကေး2ကိုတော့ပြောမယ်ပတ်စစ်မပါစကေး2က enemy ကိုတုံးလိုက်ရင် enemy ကတစ်ချက်မူးသွားမယ်နောက်ပြီးခေါက်ပြေးခေါက်မယ်နောက်ပြီး defense ရရှော့မယ်ပေါ့နော်အားပါပဲအားပဲနော်ဒီမှာဖောင်းဆို enemy က slow fat လည်းခါသားရတယ်ပေါ့နော်ဖုံးဆိုဒီမှာ slow fat ခံစားရတယ် enemy ကပြေးခေါင်းပုံကဲကျွန်တော်ဂျီရောကိုပြောမယ်ဂျီရောကိုမောကကျွန်တော်တို့အရေးဆုံးပတ်စစ်စုလိုက်ပေါ့နော်ပတ်စစ်2ခုပြည့်အောင်စုလိုက်2ခုစုလို့ရတယ်ပေါ့နော်ကဲနောက်ပြီးခြုံထဲမှာအောင်းနေလိုက်ဗျာ enemy လာပြီဆိုရင်ကျွန်တော်တို့စကေး2နဲ့ဟိုပြေးခေါက်နောက်ပြီး beautify 3နောက်ပြီး8 3နောက်ပြီးမသေးသေး1 3ပေါ့အဲ့ဆိုတကောက်ပျောက်တယ်ဗျာတီးလားကဲအမ်လိုက်စီတော့လိုက်အောင်အမ်လာတော့ကျွန်တော်တို့ဟိုဘက်ကစစ်ကဲမြန်ဓာမင်းများရေဝါရီယာဘူးသွားဒါမှမဟုတ်မကြည့်ဓာမင်းများရေတက်ပူသွားနော်မကြည့်ဓာမင်းများရေတော့တက်ပူသွားတော့ဝါရီယာဘူးပဲထည့်ထားတယ် first item ကကျွန်တော် blade of hafdasi second item ကကျွန်တော်ကmalefic favorite ထည့်တယ်တက် item က fury နောက်ဆုံး item နှစ်ခုကတော့ defense ပေါ့နော် defense နှစ်ခုတဲ့တကယ်လို့ပွဲတာရတော့ကျွန်တော်တို့ဟိုဓာတ်မိတ်အိုလီသွားလို့ရတယ်ကျွန်တော်တို့ပွဲရအမြဲတမ်းတာနေရမှာမဟုတ်တာဟုတ်တယ်မလားအဲကြောင့်တစ်ဖက်ကကို enemy အခြေအနေကိုကြည့်ပြီးထည့်လိုက်နောက်ဆုံးနှစ်ခုကနောက်ဆုံး item နှစ်ခုကတော့ enemy အခြေအနေကိုကြည့်ပြီးတော့တော့အပိုထည့်ထားလိုက်ဗျာ enemy အဲ့လိုမျိုးကြည့်ပြီးထည့်လို့ရအပိုထည့်ထားလိုက်နောက်ဆုံးတော့ item တစ်ခုကအမ်လာကတော့ကျွန်တော်တို့ဒီကောင်နဲ့3 return master accessory 3 hero တကောင်ချေဖြောက်လို့ရအောင်လို့ပေါ့နော်ကဲကျွန်တော်တော့ lethal ignition ရပဲဆိုရယ် brother တို့ဆော့ကြီး corner chat ရှိရယ်ဒါမှမဟုတ် war cry ရှိရပေါ့နော် corner chat ကတော့ခေါက်ပြီးခေါက်ချက်ချင်းတွေးရော lethal ignition မသုံးပါနော်ကဲကျွန်တော်ကတော့ base spell ကို beautify မသုံးတယ် brother တို့ကအဝင်ကျန်းရင်အဝင်ကျန်းပြီးအထွက်မကျန်းရင် flag ကသုံးလို့ရတယ်ဒါမှမဟုတ် fire သုံးလို့ရတယ်ပေါ့နော် beautify မသုံးပါနော်ကဲပွဲလေးစီတစ်ချက်သွားလိုက်ရအောင်ဟဲ့ရေဟိုဘက်ကိုကြည့်အောင်ငါအနားကတော့ကတ်နိုင်ပါမလားမသိပွဲစားမှာကျွန်တော်ဖက်နဲ့အရင်မတောင်းအောင်နော်ဒီ Blade of Hafdasi တွေကဒီကောင်လေးပြီးရောက်သွားမယ်နော်နောက်ပြီးကျွန်တော်တို့ enemy ကိုဘက်က high bar rapper စားရ rapper ကူလိုက်တကယ်လို့မစားရလေဗျပတ်စစ်စုလိုက်နော်ပတ်စစ်စုပဲစုခိုင်းတာနော် rapper မစားခိုင်းစုလိုက်ဒီ credit 8 tower နာမရောက်ခင်စုလိုက်
ကဲကျွန်တော်ဆုပြီးတော့တားမယ်6သွားတီးမယ်ကိုက6တီးပါမယ်ဆိုတာမှ6ကအခုမှရောက်လာဟောလေမင်းကခေါင်းပြီးခေါင်းမှာနော်ထွက်လာကြည့်ဘလေရောဟောက်တာစီးရဲ့အောက်လေးပြီးသွားတစ်ချက်ပဲခေါင်းရော့အမရော့မစ်တို့က AC ပဲနော်ဟာလားကဲပတ်စီရှင်ရဲ့ပတ်စီကအားရရနိုင်စုနေသိလား brother တို့အာဆိုထိုင်းတော့ brother အကိုက်တော့ပါဗျာပတ်စီတာစုတာနော်ကဲချောင်းတော့တက်ပြန်ကြည့်ကြည့်လားအကောက်ဖလကပေးလည်းမလို့ဒီတဲ့အင်္ဂလိပ်ရှိဖန်နဲ့နော်တီရောဟောတီရောကိုရှိခွန်းမယ်ကွာခွန်းကြကြီးဟာဒီဘာလာလောက်တာလေတိုက်ရောအပေါ်လေးကနေဒီလေးဘာလာလောက်တာဒီကောင်ဒါပေမဲ့အကောင်ဒီတစ်ချက်ခေါ်လိုက်တာတွေ့လားနစ်တော့မင်းနည်းနည်းများသွားပြီလီတဲ့အင်္ဂလိပ်ရှိအဖက်ရှိအကောက်တည်ရတဲ့လားတန်းတည်ရအကောင်ဒီခွေရှင်းမယ်ဒီ6ပြန်လာမင်းတော့မဘဲကောက်ပါအဲ့လောက်တင်ဟဲ့အေးကျော့ဖလကပါပြီးရောကွာငါဘေးနာဆောက်တလို့ထိုးရဟာဖလကကြီးပါပြီးတာချောမင်းဘာလဲမင်းဘာစားကြင်လားဘာစားကြင်ရော့ယူอ่ะဘာတော့ယူอ่ะမင်းကယူอ่ะဟဲ့ဟာလားကိုရှိခွန်လေကျွန်တော်ဟိုဘက်ကအမန်းကောင်းလေးတိတ်မရှိတော့ကျွန်တော်တို့ဟနာဆွိုက်ပဲသွားလိုက်တယ်နော်အမန်းကောင်းလေးတိတ်မရှိရမို့မရှိရထားရဘူးစားချောင်းလာပြီအကောင်နာသွားမကန်နဲ့အေဒီဖလကာနဲ့ကန်ခံတေးယူနေတူရဲဒါမဲ့လီးကျန်နေလဲကျန်နေဘယ်တော့မှမသေးဘူးပြောနော်ဘာလဲပြချမှာတိတ်မယ်ဆိုရင်လည်းပြချမှာနော်မင်းဘာလဲဟာတေးတော့မအေးမလို့ကြောက်တွေ့လားကြောက်တိုက်မသေးဘူးဟုတ်မကြောက်တိုက်မသေးဘူးကြောက်တိုက်သေးရဲ့တွေ့လားပြသားချသေးတော့မယ်ဆိုအမြောက်ဝေးရပဲခွေရှင်းမယ်ဟာရဘူးစားဘာလုံးလဲဒီမှာဘာလုံးဘာတော့မဆောင်ရတဲ့ကောင်ဘာလုံးဟာဒီကောင်လေးစားမယ်ဟာရဘူးစားဘာလုံးလဲမင်းကအမြင်ကတ်လာပြီနော်ဟဲ့ငါအမြင်ကတ်လာပြီနော်ဟာစကောလာပြောင်းနေလေခဏနေ beautify ရအောင်ရော့အမဆောက်တယ်လေ beautify ဘာလာတော့နေရော့အမရော့တေးလိုက်တော့ငါလေးရှော့တော့ချောအထေးသိမ်းမိတော့ခရစ်စမ်းမေ6ပြောင်းနေတယ်နော်ငါထင်းနဲ့6ပြောင်းနေတယ်လို့သွားပါပြီကွာနောက်တော့မင်းလောက်ပြန်မင်းနောက်ထပ်တစ်ခေါက်လောက်ပြန်မင်းငါပြချတော့မှာဟာမင်းတို့က3ယောက်1ယောက်ကွာစိုးသိမယ်မရှိဖြစ်တယ်6ဟဲ့ပြေးသွားတယ်လို့ငါဝီကောပြကြည့်မင်းက1ယောက်တော့မှာရတယ်ငါတေးလေးရငါ1ယောက်တော့တမ်းမေငါ追လျှော့ပေးတာလေလူကကြီးတော့ကန်တော့ဟိုဘောပြစ်တာပေါ့ဘာလောက်တာလဲဟာလူကကြီးမင်းတွေးလဲမင်းပြကြည့်ဟုတ်ဟာတော့ဒီဘက်လေးစားမယ်မင်းဘာရေးအားချောင်းလဲမင်းကကြည့်မရတော့နော်မင်းက3ယောက်တယောက်ခုနကကျုံးသွားတယ်ငါလာပြီရော့အမဓာမျိုးရှူးနော်မိတ်ကြီးမရှိသေးရနော်လေကြီးပြော love ဖတ်နေကဲဒီဘက်စားမယ်တိုက်6ဘာလာလောက်တာလဲမင်းဘာလာလောက်တာဟာဓာတ်ရောကန်နေတဲ့ဗျဓာတ်ရောလို့ကောင်းမျိုးကန်နေတဲ့ဘာလဲမသိဘူးလေကွာဓာတ်ရောလေဒါလေးတော့မသိလားမင်းဟာတမ်းမေဟာရဘူးရော့အမဟာရဘူးတော့တေးသွားပြီတော်လို့လေတေးသွားဟာရဘူးတော့တေးသွားဒါပေမဲ့ဟုတ်တေးသွားတိုက်ရောလာကြတတရောပြေးကြောက်ရဆောက်တော့လေပြေးလိုက်ပြေးလေးလာလိုက်ပြေး
ချောဟာတိုက်ရုပ်ကပါတယ်တဲ့ချောပါတော့ဟာအော်ငါကြောက်ကဲဟဲရီတိုက်ငါလာမယ်ဟာလူကတော့ရှော့ရအချိန်မီတော့လာပဲလူကတော့ရှော့ရကဲတိုက်ကာရောလိုက်လန့်နေတဲ့တိုက်ရဖြစ်တယ်မင်းကပြချောင်းဟာနှိမ့်လို့မရအောင်တိုက်နှိမ့်လို့မရအောင်အေးလေနဲ့ရှော့သွားအေးတိုက်တော့တန်းလိုက်ရောငါလိုင်းရလေစုပ်ပြတ်တာဟာ MVD ရဲ့ဘာတော့ဟာဟျောင်းနေဟာပြပါတော့ဟျောင်းနေတော့မရှိတော့ဟာဟျောင်းနေလုံးမယ်အေးချမ်းရိုက်တော့ရိုက်လို့ဟျောက်ရိုက်လို့ဟာအတော်ရေးတိုက်တော့ပြပါတော့ဟာအချိန်မမီတော့ပါအကောလို့ရှောင်းရလားမသိဘူးလေလာတော့ကြံနေရဟာလေလာကြံသေးရကိုမတာအပေါ်လမ်းမှာ crash အစ်စီရှင်းနေဟောဒီကောင်လေးလာကြံတာဗျာဟောရေးလိုက်ရလဲဘာမှလုပ်လို့မရအောင်ငါမရဘူးတားရီအကောတားတိုက်တော့တတ်အန်တားရပြပါရောပြပါတော့ဟျောဟာတော့ပြပါတော့လေကွာအေးตีမယ်နော်အေးငါထဲနေတဲ့ตีရမယ်ဆိုအဲ့တော့ဘာလုပ်တာဒီကဘာလုပ်တာဟာတားရီဒါရောအရှိမကြာရှည်မောက်ရလေတိုက်တော့အကောင်ဟာရီငါထိမယ်အကောင်ငါကြည့်မရတော့ခုဘက်သွားလိုက်ဒီဘက်သွားလိုက်နေမျက်စိတွေနော်ဟာလာပြီအေးတချောင်းအေးလီလာတိုက်တော့အဲ့တော့ငါအဲ့လိုက်မယ်ကွာအဲ့လိုက်တော့အဲ့လိုနဲ့ပွဲလေးကနိုင်သွားရချိုးရတော့ကဲတကယ်တော့ဒါတော့ red တွေလို့ကောင်းတဲ့ hero တွေမှာတော့ပါပါတယ်ဒါပေမဲ့လူကြိုက်တော့တိတ်မများပါဘူးပေါ့နော်တကယ်လို့ brother တို့ red တွေကြီးလဲ diamond နဲ့တီးလို့ရပါတယ်ကြည့်ရှုအားပေးတဲ့အတွက်ကျေးဇူးပါဗီဒီယိုတွေနောက်လာမယ့် video ကြမှာပြလိုက်ရအောင်အဲ့လိုပဲ bye bye